အသက်2နှစ်အောင်ကလေးငယ်များဖြည့်ဆွတ်စားစနစ်တကျကျွေးမွေးခြင်းတသားမိမိတို့အသက်6လပြည့်တဲ့အခါခန္ဓာကိုယ်ဖွံ့ဖြိုးလာပြီးအာဟာရလိုအပ်ချက်မြင့်မားလာတဲ့အတွက်သူတို့လေးတွေရဲ့တနေ့တာအာဟာရလိုအပ်ချက်ကိုမိခင်တို့တစ်မျိုးတည်းတိုက်ကျွေးရုံကနေလုံလောက်စွာမရနိုင်တော့ပါဘူး။ဒါကြောင့်ဖြည့်ဆွတ်စားကိုစတင်ကျွေးမွေးဖို့လိုအပ်လာပါတယ်။မိခင်တို့အပြင်အပို့ထက်ဆောင်ဖြည့်ဆွတ်စားကျွေးမွေးတာဖြစ်တဲ့အတွက်ဖြည့်ဆွတ်စားလို့ခေါ်ပါတယ်။နို့ဖြတ်စားမဟုတ်တာကိုအထူးသတိပြုပါ။မိခင်တို့ဟာအသက်6လကနေ2နှစ်အထိကလေးငယ်များအတွက်တနေ့တာအာဟာရလိုအပ်ချက်ကိုရာနှုန်းပြည့်မပေးနိုင်တော့ပေမဲ့ကလေးအတွက်တန်မိုးရှိတဲ့အာဟာရတွေကိုဆက်လက်ပေးနိုင်သေးတာမို့ဖြည့်ဆွတ်စားကျွေးတဲ့အချိန်မှာမိခင်တို့ကိုဖြတ်တာမျိုးလုံးဝမလုပ်သင့်ပါဘူးဖြည့်ဆွတ်စားနဲ့အတူမိခင်တို့ကိုအနည်းဆုံးကလေးအသက်2နှစ်အထိဆက်လက်တိုက်ကျွေးဖို့လိုအပ်ပါတယ်ဖြည့်ဆွတ်စားကျွေးမွေးတဲ့အခါအစာအုပ်စု3စုကျဲလေးပွင့်ပါအောင်ကျွေးဖို့သတိပြုစေချင်ပါတယ်1ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစာအုပ်စုကနေကျဲ2ပွင့်ရအောင်ကျွေးပါတရိษံမရတဲ့ပရိုတင်းဓာတ်ကိုပေးစွမ်းနိုင်တဲ့အသားမျိုးမျိုးကြက်ဝက်အမဲငါးပစွန်အမျိုးမျိုးဥအမျိုးမျိုးနို့ထွက်ပစ္စည်းစတဲ့အစားများမှကျဲတပွင့်အပင်မရတဲ့ပရိုတင်းဓာတ်ကိုပေးစွမ်းနိုင်တဲ့အစားတွေဖြစ်တဲ့ပဲအမျိုးမျိုးပဲနီလေးကလပဲပဲလွန်ပဲကြီးပဲစင်းငုံအစရှိသည်တို့မှကျဲတပွင့်နှစ်ယောဂကာကွယ်စေသောအစာအုပ်စုကနေကျဲတပွင့်ရအောင်ကျွေးပါဗီတာမင်နဲ့သတ္ထုဓာတ်တွေပေးစွမ်းနိုင်တဲ့အစိမ်းရောင်အဝါရောင်အနီရောင်ရှိသောဟင်းသီးဟင်းရွက်များနဲ့တစ်သီးဝလံအမျိုးမျိုးတို့မှကျဲတပွင့်3အားအင်ဖြစ်စေသောအစာအုပ်စုကနေကျဲတပွင့်ရအောင်ကျွေးပါအင်အားဓာတ်ကိုပေးစွမ်းနိုင်သောအခြေခံအစားတွေဖြစ်တဲ့ထမင်းအာလူကစွန်းဥဂျုံပြောင်းစသည့်အစားများမှကျဲတပွင့်နေ့စဉ်စားတဲ့အနှက်တိုင်းမှာကျဲတပွင့်စီကနေအနည်းဆုံးအစားတမဲစီပါအောင်ကျွေးရမှာဖြစ်ပါတယ်တချို့အယူအဆအလွဲမှားများကြောင့်ကလေးတွေကိုပဲမကျွေးပဲနေတတ်ကြလို့ပဲအမျိုးမျိုးကိုကျဲတပွင့်အနေနဲ့ဖော်ပြပေးထားတာဖြစ်လို့ဒီကျဲလေးပွင့်ဆိုတာအစာအုပ်စု3စုကပဲအခြေခံလာတာဖြစ်ကြောင်းကိုဖေမေမေတို့နားလည်စေချင်ပါတယ်အဓိကရည်ရွယ်တာကတသားမိမိတို့အာဟာရပြည့်ဝကျန်းမာစေဖို့အစာအုပ်စုစုံလင်မျှတစွာစားတတ်စေဖို့ဖြစ်ပါတယ်ကလေးအသက်အလိုက်ကျွေးတဲ့ပမာဏအကျဉ်းရည်နဲ့ကျွေးတဲ့အပြည့်အကျဲအသေးစိတ်အချက်လက်များကိုပြောပြပေးပါမယ်အသက်6လပြည့်လင်ဖြည့်ဆွတ်စားကိုစတင်ကျွေးပါတစ်နေ့2ချိန်မှ3ချိန်ကျွေးပါမိခင်တို့ကိုမကြာခဏတိုက်ပါတစ်ချိန်လင်းအနည်းဆုံးကျွေးရမည့်ပမာဏမှာထမင်းစားစွန်း2စွန်းမှ3စွန်းအမြည်ကျွေးသည့်အနေဖြင့်စပြီးတဖြည်းဖြည်းတိုးကျွေးပါကျွေးတင်သည့်အပြည့်အကျဲမှာစံပြုတ်အရေးကျဲသည့်အာဟာရတန်ဖိုးနည်း၍မကျဲစေရန်သတိပြုပါနူးညံ့ပြောဤသည့်ကစီကဲ့သို့စံပြုတ်ပြစ်ကျွေးပါအသက်6လမှ9လတွင်ဖြည့်ဆွတ်စားကိုတစ်နေ့2ချိန်မှ3ချိန်ပဲဆက်လက်ကျွေးပါမိခင်တို့ကိုလည်းမကြာခဏတိုက်ပါတရေစားတစ်ချိန်မှ2ချိန်ကျွေးပါတစ်ချိန်လင်းအနည်းဆုံးကျွေးရမည့်ပမာဏမှာထမင်းစားစွန်း2စွန်းမှ3စွန်းကနေ250မီလီမီတာဆန်ပကံလုံးတစ်ဝက်ခန့်အထိတဖြည်းဖြည်းတိုးကျွေးပါခလေးစားနိုင်လင်ပိုကျွေးနိုင်သည်အပြစ်အကျဲမှာစံပြုတ်ပြစ်သို့မဟုတ်မိသားစုထမင်းဝိုင်းမှအစာများကိုနူးနေအောင်ချက်ရည်ခြေကျွေးပါအနှစ်ဖြစ်အောင်ပြုတ်ကျွေးပါအသက်6လမှ12လတွင်ဖြည့်ဆွတ်စားကိုတစ်နေ့လင်း3ချိန်မှ4ချိန်အထိကျွေးပါမိခင်တို့ဆက်တိုက်ပါတရေစားကိုတစ်ချိန်မှ2ချိန်ကျွေးပါ250မီလီမီတာဆန့်ပကံလုံးတစ်ဝက်ခန့်ထိကျွေးပါခလေးစားလင်ပိုကျွေးပါနှုတ်ဆင်းထားသောမိသားစုထမင်းဝိုင်းမှအစားများကိုကျွေးပါလက်ဖြစ်ကင်စားနိုင်သောမုတ်ချက်များကျွေးပါအသက်12လမှ24လအထိ
ဖြည့်ဆွတ်စားကိုတစ်နေ့3ချိန်မှ4ချိန်အထိကျွေးပါမိခင်တို့ဆက်တိုက်ပါတရေစာတစ်ချိန်မှ2ချိန်ကျွေးပါ250 မီလ်ဆန်ပကံလုံး4ပုံ3ပုံမှတပကံလုံးအပြည့်အထိတဖြည်းဖြည်းတိုးကျွေးပါခလေးစားနိုင်လင်ပိုကျွေးနိုင်ပါသည်ကျွေးသင့်သည့်အပြည့်အကျဲမှာမိသားစုထမင်းဝိုင်းမှအစားများကျွေးပါလက်ဖြင့်ကင်စားနိုင်သောမုတ်ချက်များကျွေးပါခင်းဆွတ်စားကျွေးသည့်အချိန်တွင်ခလေးအားစိတ်ပါလက်ပါကျွေးပါစိတ်ရှိစွာချော့မြူ၍ကျွေးပါအစားအသောက်များမပြင်ဆင်ခင်ခလေးအားအစားမကျွေးခင်မိမိလက်နှင့်ခလေးလက်ကိုတန့်စင်အောင်ရေနှင့်ဆက်ပြားအသုံးပြု၍စင်ကြယ်စွာဆွေးပါဖြည့်ဆွတ်စားကိုစနစ်တကျကျွေးမွေးခြင်းဖြင့်ကျန်းမာသောခလေးများဖြစ်ကြပါစေ။